2026ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဆက်ဆောင်ဆုရရှိသူကတော့မြစ်လက်တက်ပေမဲ့လေးတိုက်ကကျန်းတဲ့စကားနဲ့အကောင်းဆုံးလေးတိုက်ခဲ့တဲ့ကိုစိုက်ဖြစ်ပါတယ်ခင်ဗျာကိုစိုက်ရဆိုရင်မြစ်လက်တက်ပေမဲ့လေးတိုက်ကကျန်းတယ်ဆေးရောင်စုံစက်ကားကြီးမှာတပတ်မှာတပွဲပဲကန်ရောက်နေတဲ့အဆင့်လေးကိုမအားမနာဂျာသာမိုချိုလေးပွဲဆက်နိုင်ပြီးချန်ပီယံတွေမှန်မြစ်လက်တက်ဘဲဝနဲ့အဆင့်၄ရောက်နေတာတော့လေးတိုက်ကကျန်းတဲ့ဇက်ရုပ်ကိုအပူးလိုမရှိကွက်တိတရုပ်စာပြည်ပြင်းလုံးတဲ့လေးတိုက်မှုတွေနဲ့ဇက်ရဲ့တရုပ်ကိုအဟုတ်မှန်အောင်တရုပ်ဆောင်နိုင်တာကြောင့်အခုလိုအကယ်ဒမီစုကြီးကိုစွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်ကိုကြီးကွာရှင်ရဲ့ချင်းရဲလို့ရပြီနော် မင်းဘာဖြစ်ချင်နေရလဲ ဒုတိယလူဖြစ်ချင်တာညက Brentford အတွက်ဂိုးသွင်းပေးတဲ့ကောင်လေးပူဇော်ထိုက်သောပေါင်နှံများဆိုတာဒါမျိုးမှအဆစ်ရှစ်